တချို့ဘုန်းကြီးတွေကပြောတယ်လေနင်တို့သိရင်တရဏဂုံမတင်ပေးတော့ဘူးတဲ့ကြားလားမရှိဘူးလားမတင်ပေးတဲ့ပြဿနာမှမရှိတာကြားလားဘာလို့တော့သေတဲ့လူကတရဏဂုံတင်လဲတရဏဂုံမမြောက်တော့ဘူးပေါ့သူကဦးဇင်းတို့တရဏဂုံဆိုတာကဒီအာပါဏကောတိယအာပါဏကောတိကံအသက်ဆုံးသည့်တိုင်အောင်ဆိုတော့အသက်ရှင်တဲ့အချိန်ထိပဲတရဏဂုံတည်တာတကောင်မကြီးတို့တည်ပြီးဆိုရင်အော်တိုတရဏဂုံပြတ်သွားပြီတရဏဂုံပြတ်သွားပြီဆိုတင်လို့လည်းမရတော့တည်နေပြီလေဒီအာတုပခန္ဓာအိမ်ပဲရှိတော့တယ်ကိုကလူဖြစ်ရင်လူသွားပြီနတ်ဖြစ်ရင်နတ်ပြည်ရောက်ပြီလေခွေးဖြစ်ရင်ခွေးဖြစ်ပြီငရဲကြရင်ငရဲကြပြီဒီအာတုပကဘာမှမဟုတ်တော့ဘူးတရဏဂုံတင်လို့မရဘူးပေါ့နော်ဒါကတော့ပြောပြတာနော်ဟုတ်ပြီဒီလို तू တင်လို့မရဘူးဆိုတော့တရဏဂုံတွေဘုန်းကြီးတွေရွတ်ပြီးတော့ဘာဖြစ်လဲဆိုတော့တကောင်မကြီးတို့တရဏဂုံတင်တာတည်တဲ့လူကိုတင်တာမဟုတ်ဘူးတကယ်တော့နားလည်ပြီလားတရဏဂုံတင်တာတည်တဲ့လူကိုတင်တာလားမဟုတ်ဘူးဂျာလားဒါကြောင့်နင်တို့တည်ငါတရဏဂုံမတင်ပြီးပြီဆိုရင်အော်ဆိုလာဆိုင်လုပ်လိုက်ပြဿနာမရှိဘူးဒီလိုဘုန်းကြီးတွေဂျာလားနားလည်လားဦးသိပြောတာဘာမှပြဿနာမရှိဘူးအဓိကတရဏဂုံဆိုတာမသေးခင်သာမညှိုးနှောင်းအောင်လုပ်နားလည်လားတရဏဂုံအသက်ရှင်စေမှာတရဏဂုံပြတ်ရင်အပြစ်ရှိတဲ့တရဏဂုံပြတ်ခြင်းပေါ့အခုတက္ကမကြီးတို့သူတော်ကောင်းဘွားနေပြီးတော့မိစ္ဆာအယူလိုက်မယ်ဆိုရင်တရဏဂုံမပြတ်ဘူးလားအဲ့လိုဆိုရင်တက္ကမကြီးတို့ကအပြစ်ရှိတဲ့တရဏဂုံပြတ်ရင်အပယ်ထိကျနိုင်တယ်မိစ္ဆာအယူလိုက်ရင်နားလည်လားတီလို့တရဏဂုံပြတ်တာကအပြစ်မရှိဘူးတဲ့အဲ့ဒါလည်းတခုနော်နောက်တစ်ချက်ဆက်ပြောရင်တေဟန်တေတဲ့လူတွေကိုတရဏဂုံပေးတယ်ဆိုတာအာတုမပို့တဲ့လူတွေကိုကုသိုလ်တိုးအောင်တနည်းအားဖြင့်နောက်တနည်းကြံပြရင်တော့ဒီတည်တဲ့လူဟာပိတ်တာတော်၎င်းကျန်တာကမကြီးတို့နတ်တော်၎င်းဖြစ်ပြီးတော့ဒီနားလေးမှာရှိနေခဲ့တော့နားလဲလားမသိဘူးအဲ့ဒီကမှအဲ့ဒီဘဝမှာလဲငါတို့ရဲ့အမျိုးတွေဟာတဲ့ငါတို့ကိုတောင်းတပြီးတော့တရဏဂုံတွေပါတင်ပေးနေတယ်ဗောလေးဆိုပြီးတော့သူ့အပေါ်မေတ္တာထားရရောက်တယ်တဲ့ဘာထားရရောက်လဲအဲ့ဒါကြောင့်တရဏဂုံပေးတာအဲ့ဒါလဲကြံလို့ရတာနော်ဒါလဲဖျားဟောမရှိဘူးဘာဟောမရှိဘူးဒါလည်းဘုရားဟောမဟုတ်ဘူးဒါဦးဇင်းတို့ရိုးရတလေးပဲစစ်တာပြီးတည်ရဘုဒ္ဓနာကုံတင်ပေးတယ်ဘယ်သူမှမတင်ဘူးဟုတ်တယ်မလားဥပမာပြောပြတာနော်ဦးဇင်းပြောချင်တာတဏ္ဍနာကုံတင်တဲ့အကျိုးကဘာရလဲဆိုတော့မတာဖို့တဲ့လူတွေကဘုရားတရားတန်ခါပေါ်မှာပူပြီးတော့နောက်တစ်ခေါက်တဏ္ဍနာကုံတင်ခွင့်ရတယ်တီလာတွေငါးပါးတီလာမပေးဘူးလားမတာဖို့တဲ့လူတွေအတွက်ကုသိုလ်ရပါတယ်မတာကြီးတို့ကတော့ဘာမှမထူပါဘူးထူလားမထူဘူးလေနော်ဒါကြောင့်မို့တဏ္ဍနာကုံတင်တာလဲရတယ်မတင်လဲကိစ္စမရှိပါဘူးနားလည်လားဦးဇင်းပြောတာတရဏဂုံယူတာတင်ချိုင်းကိုရောက်မှယူစင်အောင်မလို့လားကိုအိမ်မှာကိုဖျားမှယူလဲမရဘူးလားတီလာဆောင်ဖျားမှတရဏဂုံ3ပါးနဲ့5ပါးတီလာယူလို့မရဘူးလားရတာပါပဲဒါကြောင့်မို့အစွဲတစ်ခုအနေနဲ့မထားပါဘူးเนาะဒါပေမဲ့လူတွေကတော့စွဲနေပါတယ်တရဏဂုံမတင်ရရင်ပဲခိုးလို့ခုလူဖြစ်နေတယ်ဟုတ်တယ်မလားဟာလားတကမကြီးတို့ဒါကြောင့်တရဏဂုံကတော့ဘယ်လိုပြောတင်ပေးလိုက်တာကတော့ရိုးရဒလိလို့မှတ်လိုက်ပေါ့ဗာလဲနောက်တစ်ခုကတော့သူ့ပုံမှာငါတို့နောက်ဆုံးချိန်ဒီတိုင်အောင်ပုံမှန်လေးရိုးရဒလိအတိုင်းမေတ္တာမပြတ်လုပ်ပေးတယ်လို့ဒီလိုလေးနှလုံးသွင်းလိုက်ရင်လည်းအပြစ်မရှိပါဘူးတကကြီးတို့ကျင်းလာဦးစင်ပြောတာဒါကြောင့်မိမိတို့ရွာမှာတင်တယ်ဆိုလည်းတင်လိုက်ပေါ့ဗျာအပြစ်မရှိပါဘူးเนาะဘာဖြစ်လို့လဲအကုသို့မဖြစ်တဲ့အရာတွေကိုတခါတလေကြာရင်ဦးစင်တို့မဆန့်ကျင်တာကောင်းပါတယ်နားလေလားဦးစင်ပြောတာဘာမှမဖြစ်ပါဘူးเนาะတကကြီးဒီကိစ္စမထိခိုက်ဘူးဟိုနတ်ကိုဝယ်တာတော့ထိခိုက်တယ်ဒါအယူအဆကိုမှားယွင်းနိုင်လို့ဦးစင်ကကန့်ကွက်ထားတာမေတ္တာတော့ပို့ရမယ်နတ်တွေကိုအမျှတော့ကိုရမယ်ကျင်းတယ်နော်တဏ္ဍာကုံတင်တဲ့ကိစ္စကတော့ဘုန်းကြီးတွေရှိရင်တင်လိုက်မရှိရင်မတင်နဲ့ပေါ့ကျင်းတယ်ပြီနော်ဟုတ်ပြီ